ကောင်းငယ်လေးဟာသူ့၏လက်ကိုတနက်လုတ်ကအပျော်သဘောနဲ့သူ့ခလလက်မှာရှိနေတဲ့လက်ထိပ်နဲ့လူကိုပြစ်လက်ဟန်ပြုတ်ပါတယ်ဒါကိုမြင်သွားတဲ့လူကတနက်ထိရန်ပြကလက်ထိပ်တလက်ကြီးနဲ့ပဲခလေးကိုတနက်နဲ့ပြန်ပြည့်ရန်လုပ်ပြလိုက်ပါတယ်မျောလင်းမထားတဲ့အပြုတ်မှုဖြစ်လို့ခလေးကကြောက်သွားပါတယ်ဒါကိုသူ့အမေတီးတော့ခရီးသည်တွေစားလာဖို့ပြင်ဆင်ပေးနေတဲ့လေရင်မှုနှက်ကိုအမြန်ခေါ်လိုက်ကသူ့ဘကလက်ထိပ်ခတ်ထားတဲ့လူကအန်ရရှိသလားလို့မေးလိုက်ပါတယ်လေရင်မှုတန်းကပြုံးပြလိုက်ကထို့သူကအလွန်ဘေးကင်းသည်ဟုမိခင်နဲ့ကလေးရအာမခံပြီးတော့လဲသူဘေးကအရက်ဝတ်ရဲတွေကတော့ဘေးကင်းခြင်းမှဘေးကင်းမဲ့ကိုပြောလိုက်ကထိုလေရင်မှုတန်းကစားစရာတွေချားမှဖွဲ့ယူလာတဲ့အတတိပြောင်းတဲ့တနက်ကိုထုတ်ပြီးလက်ထိပ်နဲ့လူကိုစောက်ကြည့်နေတဲ့ရဲတွေကိုလျှက်တစ်ပြက်ပစ်ခတ်လိုက်ပါတယ်ရင်းနောက်မှာတော့လက်ထိပ်နဲ့လူကလွတ်မြောက်သွားခဲ့ကလေရင်မှာပါလာတဲ့သူ့အဖွဲ့ဝင်တွေကလေရင်ကိုပြန်ပြီးဆွဲပါတော့တယ်အတောင်ဘက်ကလွတ်မြောက်သွားတဲ့သူဟာချက်ချင်းပဲလေမောင်ငန်းစီကိုတက်မက်ကိုခြောက်သွားလိုက်ပါတယ်ဒါကကြိုတင်စီစဉ်ထားတဲ့လေပြန်ပေးဆွဲမှုဖြစ်ပြီးသူတို့ရဲ့ကြွေချက်ကဖန်စီခံရတဲ့ကပ္ပအလိုကြီးဆုံးအကြမ်းဖက်ကောင်းသောအကျဉ်းသားဖြစ်သူကိုကယ်တင်ရန်ဖြစ်ပါတယ်ရဲတွေကဒီသူကိုနှစ်နဲ့ကြီးလိုက်ခဲ့ပေမဲ့မြည်သည့်ရဲအရာရှိကမှသူ့ရဲ့မူလမျက်နှာကိုမမြင်ဘူးကြပါဘူးအကြောင်းကတော့သူ့ရဲ့မျက်နှာဟာပုံစံအမျိုးမျိုးနဲ့ခွဲစိတ်ပြုပြင်ထားလို့ပါသူဖမ်းမိခဲ့တဲ့အခြေအနေကိုပြောရရင်သူကမျက်နှာခွဲစိတ်ကူးတာအပီးပါသူကခွဲစိတ်မှုတစ်လျှောက်လုံးတတိမိသွားရင်ဖမ်းကန်တီမှာကြောက်လို့မေးစည်းမတုံးပဲခွဲစိတ်ခဲ့ပါတယ်တရင်အခိုင်မှာရထားတဲ့ရဲတွေကဆေးရုံရဲ့ထွက်ပေါက်တွေကိုပိတ်ကာခွဲစိတ်ကန်တွေကိုဝေလာပါတယ်လူစိုးကောင်းဆောင်ဟာဒါကိုသိသိချင်းဆေးရုံပြတင်းပေါက်ကခုံချပြီးထွက်ပြေးခဲ့ပါတယ်တို့တော့လမ်းများတွေနဲ့ရဲများအပြည့်ရှိနေတာကြောင့်သူ့အနေနဲ့ပြေးပေါက်ခတ်နေစင်မှာတိမ်ပေါက်သွားတဲ့ရေစံကားတစ်စီးကြောင့်လူစိုးကောင်းဆောင်ဟာသူ့ဘဝမှာပထမဆုံးချိန်ဖြစ်အဖမ်းခံခဲ့ရပါတယ်အဖမ်းခံရပြီးအမှုပေါင်း16000နဲ့နှစ်ရှည်ထောင်နှန်းဆယ်ရမှာကိုသိနေပေမဲ့လူစိုးကောင်းဆောင်ဟာစိတ်ညစ်နေတဲ့ပုံပြပဲသူ့ရဲ့လူလုံးတစ်ဖြစ်တဲ့ရှစ်နေကနေတဆင့်ထွက်ပြေးမဲ့အစီအမံတွေကိုသူ့ရဲ့တပည့်တွေစီကိုညွှန်ကြားနိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူ့ကိုအခြားနိုင်ငံတစ်ခုကိုလွှဲပြောင်းပေးမဲ့အခြေအနေဟာသူ့ကိုရဲလက်ကနေလွတ်မြောက်စေဖို့အကောင်းဆုံးအခြေအနေလို့သူနားလည်သွားပါတယ်ဒီအတွက်လည်းသူဟာလက်ရွေးစင်လူစု၄ဦးရဲ့အကူအညီနဲ့ယခုတို့လင်းကိုပြန်ပေးဆွဲပြီးနိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ဝေးရကိုထွက်ပြေးဖို့ကြိုးစားနေတာပါဒါပေမဲ့သူတို့အဖွဲ့၄ကိုအပိုင်စီးဖို့ကြိုးစားနေစဉ်မှာလင်းအိမ်သားထဲမှာရောက်နေတဲ့ကိုဖြူဖွေးကိုတော့သူတို့တတိပထားမိခဲ့ပါဘူးအိမ်သားတဲကဖြူဖွေးဟာလုံခြုံရေးကုမ္ပဏီတစ်ခုရဲ့အထူးအရေးပြပြီးအိမ်သားတဲကနေဖြစ်စဉ်အားလုံးရဲ့အခြေအနေမှန်ကိုနားလည်နေခဲ့ပါတယ်သူဟာဒီလိုလေပြန်ပေးဆွဲတဲ့ဖြစ်စဉ်ကိုနှစ်ဖူးတွေဒူးတွေကြုံငယ်ဘူးသူဖြစ်ပြီးရင်အတိတ်ဖြစ်စဉ်အတွင်းမှာသူ့ရဲ့မိန်းမကိုဆုံးရှုံးခဲ့ရသူလည်းဖြစ်ပါတယ်ချစ်လာသောအမျိုးသမီးကိုဆုံးရှုံးခဲ့ရတဲ့နောက်ဖြူဖွေးဟာအကြမ်းဖက်မှုတွေကိုအသက်နဲ့ရင်းပြီးတိုက်ဖြတ်ဖို့ဆုံးဖြတ်ထားပါတယ်ဖြူဖွေးကသူတို့ရမယ့်လုပ်ငန်းတွေကိုခေါင်းထဲမှာအစင်းနဲ့သတ်မှတ်ထားပြီးခရီးသည်များဘေးအကြီးဆုံးဖြစ်မဲ့ဒီလန့်ကိုရွေးချယ်ခဲ့ပါတယ်လေပြန်ပေးဆွဲသူတွေသူ့ကိုတတိပထားမိတာကိုအခွင့်ကောင်းယူပြီးပထမဆုံးသူ့မှာပါလာတဲ့ဆက်သွယ်ရေးဖုန်းနဲ့မြေပြင်ကလုံခြုံရေးအဖွဲ့တွေကိုဆက်သွယ်တိုင်ခဲ့ပါတယ်ဒါပေမဲ့ဖုန်းကထွက်လာတဲ့အတန်ကြောင့်လူဆိုးတွေကအိမ်သာတွေကဖြူဖွေးကိုတတိထားပြီးသွားပါတယ်ပါတဲ့ဖြူဖွေးကလည်းဒီအချိန်တွေကိုဖုန်းကွယ်နိုင်ဖို့ဘာမှမသိတဲ့ခရီးသည်ဟန်ဆောင်လိုက်ပါတယ်ဒါပေမဲ့လူတို့ကဖြူဖွေးခေါ်သူထားတဲ့ဖုန်းကနေဖြူဖွေးတယောက်လေပြန်ပြီးဆွဲဖို့တဲ့င်းကိုမြေပြင်ကအာလာပိုင်တွေကိုတတိပေးလိုက်ပြီးလို့တည်သွားပြီးဖြူဖွေးကိုတနက်နဲ့ပြဖို့လုပ်နေချိန်မှာလက်မြန်နဲ့ဖြူဖွေးရဲ့တက်ခတ်မှုကိုခံခဲ့ရပြီးတစားကန်အဖြစ်ဖမ်းဆီးတာကိုခံလိုက်ရပါတော့တယ်